being ကိုဘလို့မှန်အောင်သုံးရမလဲအင်္ဂလိပ်စာလေ့လာနေသူတိုင်းသိထားတဲ့အကြောင်းအရာလေးမလို့မေးပေးတဲ့ comment ပိုင်ရှင်ကိုကျေးဇူးတင်ပါတယ်နော် being ဟာ verb to be ရဲ့ verb ing ဖြစ်ပါတယ် verb တိုင်းမှာ verb 1 verb 2 verb 3 verb ing ရှိတယ်လို့ပဲ verb to be မှာလည်း verb 1 verb 2 verb 3 verb ing ဆိုပြီးတော့ရှိပါတယ် verb to be ရှစ်လုံးရှိပါတယ် am is are was were be been being verb 1မှာ am is are be လေးလုံးရှိပါတယ် be ကိုတချို့က verb 0လို့လည်းခေါ်ကြတယ် base form လို့လည်းခေါ်ကြတယ် verb infinitive ဖြစ်ပါတယ် verb 2မှာ was were verb 3မှာ been been verb ing မှာ being being ဒီဗီဒီယိုလေးမှာ being အကြောင်းကိုပြောပြမှာဆိုတော့ verb ing အကြောင်းကိုသိထားဖို့လိုတာပေါ့နော် verb ing ဟာ verb အနေနဲ့ရပ်တည်မယ်ဆိုလို့ရှိရင်ဘယ်တော့မှတစ်လုံးတည်းမရပ်တည်နိုင်ပါဘူး verb ing ကို verb အနေနဲ့ရပ်တည်ဖို့အတွက် verb to be နဲ့တွဲရပါတယ်ဥပမာ I swimming လို့ဘယ်တော့မှမရှိပါဘူး I am swimming or I was swimming verb ing ကိုတလုံးနဲ့ရပ်တည်နေတာတွေ့ပြီဆိုလို့ရှိရင်သူက verb မဟုတ်တော့ပါဘူး gerund ဖြစ်သွားပါတယ် gerund ဆိုတာဘာလဲ gerund ဆိုတာ verb ing ကနေပုံပြောင်းထားတဲ့ noun gerund ဆိုတာ verb ing ကနေပုံပြောင်းထားတဲ့ noun ဥပမာ walking burns calories လမ်းလျှောက်ခြင်းဟာကယ်လိုရီတွေကိုလောင်ကျွမ်းစေတယ်ဒီဝက်ကြမှာ walking ဆိုတဲ့လမ်းလျှောက်ခြင်းဟာ verb မဟုတ်ပါဘူး gerund ဖြစ်ပါတယ်လောင်ကျွမ်းစေတဲ့ဆိုတဲ့ burns ကသာ verb ဖြစ်ပါတယ် she likes reading သူမကစာဖတ်ခြင်းကိုနှစ်သက်တယ်ဒီဝက်ကြမှာ reading ဆိုတာစာဖတ်ခြင်းဆိုတဲ့ gerund ဖြစ်ပါတယ် likes ကသာ main verb ဖြစ်ပါတယ် verb ing ကို gerund အနေနဲ့သုံးလို့ရတယ်ဆိုတော့ being ကိုရော gerund အနေနဲ့သုံးလို့ရလားသိရတာပေါ့ဒါပေမဲ့တခုတော့သတိထားနော် being ကို gerund အနေနဲ့သုံးမယ်ဆိုလို့ရှိရင်သူ့တစ်လုံးနဲ့တော့သုံးလို့မရဘူးဘာဖြစ်လို့လဲဆိုတော့ verb to be ဟာအတိတ်ပဲပြည့်စုံမှုမရှိသေးတဲ့ incomplete verb အမျိုးအစားဖြစ်နေလို့ပါ incomplete verb တွေအားလုံးဟာသူ့ကိုအတိတ်ပဲပြည့်စုံအောင်ဖြည့်ပေးမယ် complement တွေလိုပါတယ် complement ဆိုတာဘာလဲ noun တွေ adjective တွေပေါ့ she likes reading လို့သုံးလို့ရတယ်ဆိုရင် she likes being လို့လည်းသုံးလို့ရတယ်ဒါပေမဲ့တန်လန်းကြီးတော့ရပ်ထားလို့မရဘူးသူ့နောက်မှာအတိတ်ပဲပြည့်စုံအောင်ဖြည့်ပေးမယ် noun တွေ adjective တွေလိုတယ် she likes being a teacher သူမကဆရာမဖြစ်ရတာကိုကြိုက်တယ် she likes being smart သူမကထက်မြက်တဲ့ရစွာနေထိုင်ပြောဆိုရတာကိုကြိုက်တယ်ဒါဆိုရင် being ကိုသုံးလို့ရတဲ့နေရာတစ်ခုစပြီးတော့မှတ်လို့ရပြီနော် being ကို gerund phrase အနေနဲ့သုံးလို့ရတယ်အဲ့ဒီ gerund phrase ဟာ subject phrase လည်းဖြစ်နိုင်တယ် object phrase လည်းဖြစ်နိုင်တယ် subject phrase အနေနဲ့ဥပမာပေးရမယ်ဆိုလို့ရှိရင် being an English teacher is my dream career အင်္ဂလိပ်စာဆရာမအဖြစ်ရပ်တည်ခြင်းဟာကျမရဲ့ဘဝနဲ့ဆန္ဒတစ်ထပ်ထဲကြတဲ့အလုပ်ဖြစ်ပါတယ် object phrase အနေနဲ့ဥပမာပေးရမယ်ဆိုရင် I enjoy being a mother ကျမကမိခင်တစ်ယောက်ဖြစ်ရခြင်းကိုနှစ်သက်ပျော်ရွှင်ပါတယ်။ဘတ်နှစ်ချက် being ကို main verb အတွဲအနေနဲ့အသုံးပြုလို့ရပါတယ်။ being ဟာ verb ing ဖြစ်တယ်။ verb ing ဟာ verb အနေနဲ့တစ်လုံးတည်းမရပ်တည်နိုင်ဘူး။ဘာနဲ့တွဲရမလဲ verb to be နဲ့တွဲရမယ်။ verb to be ကဘာတွေလဲ am is are was were ဥပမာ she is being rude she is rude နဲ့ဘာကွာလဲလို့ခေါင်းထဲမှာတန်းပေါ်လာတယ်ဟုတ် she is rude ဆိုတာသူမကရှိုင်းနေသူမရဲ့ personality ပင်ကိုယ်စရိုက်လက္ခဏာကိုဖော်ပြတာဖြစ်ပါတယ် she is being rude ဆိုတာကသူမရဲ့ temporary behavior ယာယီအမှုအကျင့်ကိုဖော်ပြတာဖြစ်ပါတယ်ဥပမာ she's being rude these days သူမကအခုတလောရိုင်းနေတယ်အမြဲတမ်းရိုင်းတာတော့မဟုတ်ဘူးအခုတလောမှရိုင်းနေတာI was being lazy during the last winter. ပြီးခဲ့တဲ့ဆောင်းရာသီကကျွန်တော်ပြင်းနေတာအမြဲတမ်းပြင်းနေတာတော့မဟုတ်ဘူးဆောင်းတွင်းဆိုတော့အေးပြီးတော့ဘာမှမလုပ်ချင်မဲနဲ့အပြင်းထူနေတာဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ်နံပါတ်3အချက် being ကို passive voice မှာသုံးလို့ရတယ်
passive voice ဆိုတော့ verb 3မဖြစ်မနေပါရမှာပေါ့ဒါဆိုရင် being နဲ့ verb 3နဲ့ကိုတွဲပြီးတော့သုံးရမှာပေါ့ verb ing နဲ့ verb 3နဲ့ကိုတွဲသုံးလို့မှမရတာဒါကြောင့်မလို့သူတို့နှစ်ယောက်စလုံးနဲ့တင့်မြတ်တဲ့ verb to be ကိုရှေ့ဆုံးကနေအကူအညီခေါ်ရမယ်ဒါကြောင့်မလို့ being ပါတဲ့ passive voice pattern က am is are was were plus being plus verb 3 The elevator is being repaired တယ်လီကားကလက်ရှိအချိန်မှာပြုပြင်ခြင်းခံနေရတယ် is being repaired The elevator was being repaired last week တယ်လီကားကပြီးခဲ့တဲ့အပတ်ကပြုပြင်ခြင်းခံနေခဲ့ရတယ် was being repaired အနှစ်ချုပ်ပြောရမယ်ဆိုရင် being ကို gerund phrase အနေနဲ့သုံးလို့ရတယ် main verb အတွဲအနေနဲ့သုံးလို့ရတယ် passive voice မှာသုံးလို့ရတယ်ဒါဆိုရင်ဒီဝါကျလေး၃ချောင်းကိုဖြည့်ကြည့်နော် Number 1 Being honest is not always easy ရိုးသားတယ်ဆိုတာလေအများနဲ့လွယ်ကူနေတဲ့ကိစ္စတော့မဟုတ်ဘူး Number 2 Due to the accident the traffic was being heavy yesterday မတော်တဆဖြစ်ပွားမှုကြောင့်မလို့မနေ့ကကားလမ်းတွေကျပ်နေခဲ့တယ် Number 3 I was being coached by the professional trainer ကျမက professional trainer ရဲ့အနိကတင်ကြားလမ်းညွှန်မှုကိုခံခဲ့ရတယ်အဖြေမှန်လေးကို comment မှာရေးခဲ့ပြီနော် See you next time bye bye